အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နှစ်ထပ်ကစ်လေးကိုလုပ်ပါမယ်ရှင်ဒါလေးရဆိုလို့ရှင်ကျူတိုရီယယ်တဘောမျိုးလေးတင်ထားပေးတာမို့လို့ကိတ်ဗီဒီယိုကိုကြည့်ပြီးတော့လိုက်လုပ်ချင်တယ်ဆိုလို့ရှိရင်ရပါတယ်ရှင်ဒီကိတ်လေးကတော့ပတ်စံဆွဲထုတ်မဲ့ကိတ်လေးပေါ့နော်မိုးရရှင်လေးကဒီပတ်စံဆွဲထုတ်ချင်တယ်ဆိုတော့ customer လေးရဆိုလို့ရှင်ပေါ့နော်2သိန်းထည့်မယ်ဆိုပြီးတော့မှားထားတဲ့ကိတ်လေးပါရှင်သက်စုစီကိုပေါ့နော်ဖုံးဆက်ပြီးတော့မှားထားတဲ့ကိတ်လေးပါအခုလိုမျိုးတကူတကနဲ့မှာယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်ရှင်9000တန်အရွက်40ပေါ့နော်2သိန်းဆိုတော့လေနောက်တစ်ခုကသက်စွမှာဆိုလို့ရှိရင်9000တန်တွေပဲဖြစ်1000ပဲဖြစ်ပေါ့နော်ပတ်စံလေးတွေထည့်တဲ့ခါကျလို့ရှိရင် customer ဘက်ကိုပေါ့နော်အသစ်မရနိုင်ကြောင်းကတော့တတိပေးထားပါတယ်တခါလေကြားလို့ရှိရင်လည်းမေ့ပြီးတော့မပြောမိဘူးပေါ့နော်ဒီဗီဒီယိုကိုတွေ့တဲ့ခါကျလို့ရှိရင်ကြည့်ပြီးတဲ့ခါကျလို့ရှိရင်သက်စွကိုမပြောလည်းပဲcustomer ဘက်ကနေနားလဲပြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီပတ်စံလေးရဆိုလို့ရှိရင်အသစ်တွေကနည်းနည်းလေးရှာရခတ်တာမို့လို့သက်စွကမနွမ်းတဲ့ဒီအလက်စားလေးတွေကိုထည့်သုံးပေးတယ်ပေါ့နော်ကိတဲ့မှာဒီငွေသားလေးကိုထည့်မှာမို့လို့တစုကပတ်စံတရွက်ချင်းစီတိုင်းကိုကျွတ်အဲ့ဒီနဲ့တေချာလေးသွတ်ပေးတယ်ပေါ့နော်ဒီကိတ်မုံရဲ့ခွင်လေးနဲ့တွားပြီးတော့မပေးရအောင်ပေါ့တေချာလေးလုပ်ပေးထားပါတယ်ရှင်နောက်ပြီးကစတမာလေးကနှစ်ထပ်ကိတ်ဖြစ်တဲ့ကြောင့်မို့လို့chocolate ကိတ်သားလေးရဲ့ no ကိတ်သားလေးရဲ့နှစ်မျိုးလုံးကိုသုံးထားပေးတယ်ပေါ့နော်customer လေးကလည်း request လုပ်တယ် chocolate လည်းလိုချင်တယ်ဒီ no လည်းလိုချင်တယ်ဆိုတော့တစုကိုပြောထားတဲ့ကြောင့်မလို့ဒီအောက်မှာဆိုလို့ရှိရင် no ကိတ်သားအပေါ်မှာဆိုလို့ရှိရင် chocolate ကိတ်သားလေးကိုသုံးထားပေးပါတယ်ရှင်တကူတကနဲ့မှာယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်နော်ဒါဆိုလို့ဒီကိတ်ကိုပြီးတဲ့ခါကျလို့ရှိရင်ဒီကြောက်ပုံဘက်ကိုတွားပြီးတော့ပို့ပေးရမှာပေါ့နော်တွားပို့တဲ့ခါမှာဒီလမ်းမှာဆိုလို့ရှိရင်ကလေးတွေတွေ့တယ်လူကြီးတွေစုံတယ်ပေါ့နော်သူတို့တွေကမေးကြတယ်ကိတ်တွေကချစ်ဖို့ကောင်းတယ်ဘယ်ကနေမှားတာလဲဒီကိုယ်တိုင်ပဲလောက်ထားလားဘယ်သူလာပို့တာလဲဆိုပြီးတော့စသဖြင့်ပေါ့နော်မျိုးကအများကြီးမေးကြတဲ့ခါကျတော့ဒါဆိုလို့ကလည်းဒါလေးကတော့ကိုယ်တိုင်ပဲလောက်တာပေါ့နော်ကိုယ်တိုင်လောက်တယ်မှာမှပဲတတိချာရေးလောက်ပေးတာမို့လဲဆက်လဲစားရတယ်ဆိုတဲ့အကြောင်းတွေရဲ့ပြီးလို့ရှိရင်တစုကဒီဘက်ကနေလာပြီးတော့မော်လမြိုင်ကနေပို့ပေးတဲ့အကြောင်းတွေရဲ့ပေါ့နော်တတိချာလေးပြောပြတယ်ရှင်းပြတဲ့ခါကျတော့ဒီအန်တီတွေကလေးတွေကလည်းတကယ်၍မိုးလေးတွေရှိတဲ့ခါကျလို့ရှိရင်မှာလို့ရအောင်ပေါ့နော်ဖုန်းနံပါတ်လေးတောင်းတယ်အကောင့်လေးတောင်းတယ်ပေါ့နော်တစုဘက်ကလည်းအဆင်ပြေအောင်လုပ်ခဲ့ပေးပါတယ်ရှင်အခုလိုမျိုးတစုရဲ့ဒီကိတ်မုတ်လေးတွေကိုကြည့်ပြီးတော့အသိမှတ်ပြုပေးအတွက်ကျေးဇူးများတင်ပါတယ်ရှင်မှာယူအပ်ပေးမယ်ဆိုလို့ရှိရင်တော့2ရက်လောက်ကြိုပြီးတော့မှာပေးပါနော်နောက်တစ်ခုသက်စတို့ကဒီမော်လမြိုင်ကနေဖြစ်တဲ့ကြောင့်မလို့မော်လမြိုင်မြို့တွေကိုပဲ order လေးတွေကိုလက်ခံပါတယ်ရှင်မှာယူအပ်ပေးကြတဲ့ customer တဝူတယောက်ချင်းစီတန်ကိုကျေးဇူးများတင်ပါတယ်နောက်လည်းဒီထက်မှကဝယ်ယူအပ်ပေးနိုင်ကြပါစေရှင်ကီလီယာတော့ customer တွေပြောထားတဲ့အတိုင်းပေါ့နော်သူ request လုပ်တဲ့အတိုင်းအပြာလေးကိုသုံးထားပေးတယ်ပြီးလို့ရှိရင်အရွက်လေးနဲ့လိုက်ပါအောင်အဝါနုလေးရေကိုပါရောဆက်ပြီးတော့သုံးထားပေးပါတယ်ရှင်အခုလိုမျိုးမှာယူအားပေးတဲ့သူတွေရောကြည့်ရှုပေးတဲ့သူတွေအကောင်လုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြရအောင်တဲစုရဲ့ဒီအကောင့်လေးကို follow လုပ်ထားပေးပေါ့နော်ပြီးလို့ရှိရင်လည်းဒီဗီဒီယိုကိုကြည့်ပြီးတော့လည်းအဆင်ပြေသည်ရှိတော့မပြေသည်ရှိတော့ပေါ့နော် comment လေးချန်ခဲ့ပြီးလို့ရပါတယ်ရှင်အခုကတော့ cake decoration မှအားလုံးကပြီးတော့ပါပြီငွေရှင်တသားလေးလည်း happy birthday ပါဒီ cake ကိုမြင်တဲ့ခါကျတော့ရှင်လည်းတဘောချက်လိုက်မယ်လို့မျှော်လင့်ပါတယ်เนาะနောက်မှပြန်တွေ့ပါမယ်